ဒီလိုလိုက်ဟောအားပိဝါရီဘောင်ဘောင်ပတိကောင်းမထောခိလာချောင်းလေးလောင်နောင်ကလပတ်တကူလုံးတော်ကမောရှိုထိတ်ကိုထိတ်လောင်ရခိုင်ပါယူဆူရိုင်းချိုက်ပလောင်သူပေါ်ယူဝေဝါကပောက်လေးရိုင်းမူထောက်ပလောင်လိုက်ခွဲကပါဟေးလာစောရီတောက်ထအောင်ပတိကောစိတ်ဆန်းတွေဒီကွန်တွေစီးကြလောက်ပါတဲ့ဒီနေ့ကရင်ရေရှိချမ်းကစီကတွေ့တဲ့